ပရီးမီးယားလိဂ်ကာဗာဖိုတိုမကွိုင်းယာပုံပြောင်းချိန်မယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဘောလုံးစတာ channel လေးကနေပြန်လည်ကြိုလိုက်ပါရင်ပြီးခဲ့တဲ့ရာသီက FA မှာအနိုင်ကိုရနိုင်တဲ့ခွင့်ရေးကိုဟယ်ရီမကွိုင်းယာတယောက်ဖြုံးနေခဲ့မှုပါတယ်ဒီတစ်ခါတော့မကွိုင်းယာလည်းထပ်မလွဲတော့ပဲ United အတွက်အနိုင်၃ဘက်ကိုကိုယ်တိုင်ရှာဖွေပေးနိုင်ခဲ့ပါတယ်ဟယ်ရီမကွိုင်းယာဟာမန်ချက်စတာနဲ့တက်ကိုစတင်ရောက်ရှိလာကြတဲ့က roller coaster လိုဇလန်မျိုးနဲ့တွေ့ကြုံခဲ့ရပါတယ်ပြောင်းရွှေ့ခြင်းအမြင်မှာဆုံးနောက်ခံလိုအပြင်ကနေ United အသင်းကောင်းဆောင်ဖြစ်လာပြီးတဲ့နောက် PR တွေအောက်မှာမကွိုင်းယာလည်းအမားတွေလုံရင်ခြေစွမ်းကျဆင်းသွားခဲ့ပါတယ်အဲဒီနောက်အသင်းကောင်းဆောင်လက်ပတ်တွေပြုတ်အသင်းကနေလည်းပယ်ပစ်ခံရတော့မယ့်အခြေအနေမှာမကွိုင်းယာကတော့လက်မလျှော့ပဲပြန်လာနိုင်ခဲ့ပါတယ်မကွိုင်းယာက United လိုအပ်တဲ့အချိန်တိုင်းတွင်းကိုတွေရယူပေးခဲ့ပြီးအခုတစ်ခါမှာတော့မမေ့နိုင်စရာနိုင်ပွဲတစ်ခုကိုယူဆောင်လာပေးခဲ့ပါတယ်ဒီတစ်ခါမှာ United ဟာ FA ကိုတွားရောက်ပြီးလပေါင်းနဲ့ရင်ဆိုင်ခဲ့ရပါတယ် United ဟာနိုင်လို့စိတ်ပြင်းပြစွာနဲ့ FA မှာပေါက်ကွဲခဲ့ကြရင်လက်ရှိချန်ပီယံတွေကို2-1နဲ့အနိုင်ပြခဲ့ပါတယ် United ကပွဲဆက်စချင်း2မိနစ်ကလေးကဥဆောင်ကိုသွင်းယူသွားခဲ့တယ်လို့လီဗာပူးတို့တိုင်းစစ်ဗျမ်းမနာဖြစ်အောင်လည်းဖိအားပေးထားနိုင်ခဲ့ပါတယ်လီဗာပူးတို့98မိနစ်မှာခြေပါကိုရရှိသွားတာတော့အမှတ်ခွဲမပေးနိုင်တဲ့ United ကတော့ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်ဟာရီမကွိုင်းယာက Bruno Fernandes နဲ့ချပေးလိုက်တဲ့ခွင့်ရေးကိုအပိုင်ကောင်းတိုက်ခဲ့ပြီး United အတွက်9နှစ်အတွင်းပထမဆုံး FA နိုင်ပွဲကိုရယူပေးခဲ့ပါတယ်ပွဲပြီးမှာအကောင်းဆုံးကစားမဆုကိုပါရရှိခဲ့တဲ့မကွိုင်းယာအတွက်ပရီးမီးယားလိဂ်ကတော့ကာဗာဖိုတိုပြောင်းပြီးဂုဏ်ပြုပေးခဲ့ပါတယ်။ United ကလည်းမကွိုင်းယာဂျေဆူးနဲ့FA ကနေအနိုင်3မှတ်ရောက်လာနိုင်ခဲ့ရင်အဆင့်9နေရာထိတက်လာနိုင်ခဲ့တာကြောင့် Top 4နေရာနဲ့2မှတ်ပဲကွာတော့တဲ့အနေအထားကိုရောက်ရှိလာခဲ့ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။